ဘယ်နည်းလူသေးရလဲ နှစ်ရက်လေ ဘယ်နည်းလူသေးလဲ နှစ်ရက်ပဲလိုတော့တယ် ဘာနှစ်ရက်ပဲလူတော့တာလဲ နေ့ရက်6ဝိတ် VS Student တီးပါတီလေနိုင်ငံရေးချောင်းမှာတွားရောက်ပြီးတော့ပညာတခြားဖို့အတွက်ပြင်ဆင်နေကြတဲ့အကြောင်းသားကျောင်းသူတွေအတွက်ပေချောင်းကိုတက်ရမယ်ဘယ် program တွေရွေးချယ်ရမယ်မသိဘူးဖြစ်နေရဆိုလို့ရှိရင်ခုပဲ FBI က free တက်ရောက်လို့ရမယ် Real Wait VS Student တီးပါတီလေးတစ်ခုကိုစီစဉ်ပေးထားပါတယ်ရှင်ဟုတ်ပါတယ် AI နဲ့အတူလက်တွဲပြီးတော့နိုင်ငံရေးချောင်းမှာတွားရောက်ပညာသင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူတွေဖြစ်ကြတဲ့စင်ကာပူ၊ထိုင်းလန်၊ဗီယက်နမ်၊ဂျာမနီအစရှိနိုင်ငံတွေမှာတွားရောက်ပညာသင်ကြားနေကြတဲ့အကြောင်းသားကျောင်းသူတွေကကိုယ်တိုင် study abroad အတွေ့အကြုံတွေကို share လုပ်ပေးသွားမယ်အစီအစဉ်လေးလည်းဖြစ်ပါတယ်ရှင်။ကြောက်ရဖို့ပြင်ဆင်ခဲ့ရတဲ့နိုင်ငံခြားအတွေ့အကြုံတွေစားတောက်နေထိုင်မှုလမ်းမဆက်တွေအစရှိရဲ့ကိုယ်တွေ့ experience တွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်သိလို့သမျှကိုမေးမြန်းနိုင်မဲ့ Q&A စီစဉ်လေးလည်းရှိပါသေးရဲ့နော်။ဒီအပြင်ပွဲလေးပြီးသွားတဲ့အခါမှာဆိုရင်လည်းတက်ရောက်ပါဝင်ပေးကြတဲ့သူတွေကို spin ဝေးလေးနဲ့ပြီးတော့လက်ဆောင်ပေးမဲ့စီစဉ်လေးလည်းရှိသေးတာကြောင့်မလို့ကျောင်းသားများတာမကမိဘများကိုပါလာရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ဝင်စင်မမဲ့နေ့ရက်လေးကတော့နိုဝင်ဘာလ22ရက်နေ့ကိုနေ့လယ်တနာရီကနေပြီးတော့2နာရီခွဲချိန်ထိပဲဖြစ်ပါတယ်ရှင်။တက်ရောက်ပါမဲ့နေရာလေးကတော့ FBI ရဲ့ head office မှာပဲဖြစ်ပါတယ်။ နှစ်ရက်ပဲလိုတော့တာကြောင့်မို့ မိ လို့ မိရဲ့ email ရီမန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အခုပဲ FBI ကကျင်းပတဲ့ Real Talk ကို Real Student ဒီပါတီလေးကိုအမြန်ဆုံး register လုပ်ထားဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။